အားလုံးပဲမင်္ဂလာပါခင်ဗျာဒီ30ရက်နေ့ဆိုတော့တော်တော်များများစိတ်ပူနေကြတယ်ပေါ့နော်ဝက်ပါမေမမီပါဆိုလို့ပေါ့ဗတ်သမားတွေကိုအဓိကဝက်ပါမေသူပါတဲ့နော်ဘော်တော်ဟာဆိုထွက်ပြီးရမှာပေါ့နော်ဘိုင်အနုမကတော့နောက်ထပ်တစ်လအချိန်ရသေးတယ်ဗျဒီဝက်ပါမေစာရွယ်ဒီအနုမကိုတော့ဒီ4လပိုင်းပေါ့နော်အကုန်အထိပေါ့နော်သူတို့ချိန်ပေးထားတယ်ဒီ3လပိုင်း30ရက်နေ့ဒီကကျွန်တော်တို့ငွေရှိပေါင်ချာနဲ့1000တန်းငွေရှိပေါင်ချာနဲ့ဘော်တော်ဟတ်ဆိုထွက်ထားရပြီနော်ဗတ်သမားတွေအားအဲ့ဒီဘော်တော်ဟတ်ဆိုတဲ့ငွေရှိပေါင်ချာရှိတယ်ဆိုရင်နောက်ထပ်ဥစ္စာတွေကတော့ကျွန်တော်တို့ဘိုင်အနုမပို့ပဲကြတယ်ဘိုင်အနုမရပြီဆိုရင်တော့ကျွန်တော်တို့စာအုပ်ရှိတဲ့လူတွေကဗီဇာထဲမယ်ကျန်တဲ့လူတွေကတော့ကျွန်တော်တို့ဟိုဒီ CI ရုပ်တွေထွက်လာရင် CI ထုတ်မယ်ပေါ့သူလမ်းစဉ်အတိုင်းသွားကြတာပေါ့နော်ဟုတ်တယ်အားလေးအတိပေးခြင်းလို့ပါအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဘုံဝင်းပါခင်ဗျာ